ငယ်တော့ဆိုခဲ့တဲ့တချင်းလေးဖို့ဖြောပြပေးကြပါမယ်ရှင်
ချယ်ရီမျိုးဆိုတချင်းလေးတစ်ပုံနဲ့ဒီမှာရှိတဲ့ကိုမောင်မတွေကိုကျော်ပေးကြမှာမလို့ဆက်သေးပါဘူးလာမလာမဆိုတော့ကောင်းဆုံးခေဖို့တိခတ်ပေးတာပါတော့ဦးဆုံးဖြစ်ပါတယ်အမေရိကလေးလာရောက်ပြီးတိခတ်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့ငယ်ငယ်တော့ oral ပဲမှာဒီအပြောင်းဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်
သချင်းလေးကဘဝမှာလည်းမတရားအများကြီးရှိပါတယ်ဒီသချင်းလေးကကိုယ်လည်းကြိုက်လို့ဆိုခဲ့တာပြိတ္တတွေကလည်းဒီသချင်းလေးကတော်တော်များများလည်းခံစားချက်နဲ့တူကြတယ်မင်းတို့ထောင်ရကိုတော့တာမင်းဖြစ်လာအချင်နာရဲ့စေရဲ့
ရဲလို့ရမှာလဲကျွန်တော်တို့ဒီကိုရောက်တော့ကျွန်တော်တို့မရောက်ခင်ကတည်းကပါပဲကျွန်တော်တို့ Facebook တွေမှာကျွန်တော်တို့ဒီချင်းလေးကိုစိုးတောင်းကြတယ်ဗျာဒါအဲ့တော့ကျွန်တော်တို့ကအဲ့ဒီချင်းကိုစိုးပြီးကြတဲ့ကတစ်ခါမှမစိုးပြဘူးရန်ကုန်မှာပြောပါတယ်မြန်မာပြည်မှာတစ်ခါမှမစိုးပြဘူးအဲ့တော့ကျွန်တော်တို့အခုကြိုးစားပြီးတော့ဒီကတောင်းတဲ့အတွက်ဒီဆိုနေကြပါတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်ကစာသားလည်းမရဘူးအဲ့တော့စာသားကြည့်ပြီးတော့ဆိုမယ်
โอเคကျွန်တော်အစီအစဉ်မှာကျွန်တော်နည်းနည်းမျိုးလေးဆိုမယ်နော်ကျွန်တော်မဆိုရင်မှာကျွန်တော်ရဲ့ဒီကျွန်တော်ညီကိုတိုင်းရင်းသားညီကိုတွေနဲ့ဖိတ်ဆက်ပေးကြပါရနော်ဒီဘက်မှာလီဂီတာတီးနေတာတော့ချင်းတိုင်းရင်းသားကိုစောပါဖြစ်ပါတယ်ဒရမာတော့ကျွန်တော်ပကညောဝီလျံဖြစ်ပါတယ်မသူ့ရဲ့ brother ပါနော်သူကတော့သူဘာလူမျိုးလဲမိတ်ဆက်ပေးကြမလို့တော့ပါဘူးသူ့ရဲ့သူတော့မမွေးသေးဘူးဒီအင်ကြီးကသူတော့မမွေးသေးဘူးသူ့ဖေတော်မွေးချင်မှမွေးဦးမှာဒါသူ့အဖိုးရဲ့အင်ကြီးပါလက်တလုံးဝစ်စင်တာပါသူတို့ကျွန်တော်တို့တွေဒါကိုလူမျိုးကိုတိုင်းရင်းသားတွေကိုဘလောက်ဒီသစ္စာရှိနဲ့ချစ်တယ်ဆိုတဲ့ဟာကိုတက်တည်ထူထားတာပါနော်ဝေးပြပါတယ်သူ့နာမည်အခုဘာလူမျိုးလဲဝေးဘာလူမျိုးလဲဝေးဒါကျွန်တော်ကိုခေစောမြန်မာလူမျိုးတွေပါကိုခေစောလို့ခေါ်ပါတယ်နော်ဟုတ်တိုင်းတိုင်းနဲ့ပွဲကြတဲ့စီလုံးညီညွတ်မှုရှိတဲ့တီဝိုင်းပြပါတယ်ကျေးဇူးတင်ပါတယ်ကဲဆွဲမယ်
အဘေဘုရားကျေးဇူးများတင်ပါတယ်ရန်လည်းပြောကြကောင်းပါတယ်ကျွန်တော်တို့က concept ဆိုပေမဲ့လည်းဒါကျွန်တော်တို့เนาะဆွေမျိုးတွေစုံတွေ့တဲ့ပွဲလို့ပဲကျွန်တော်တို့ကယူဆပါတယ်ခံယူပါတယ်ပြောတယ်ကျွန်တော်ဆွေမျိုးတွေထဲမှာခုံနေလည်းရှိသေးတယ်လူတွေကြီးပဲပေါ့အဲ့တော့ကျွန်တော်နောက်တဲ့သချင်းတစ်ဆိုမဲ့အေးစေးရောအေးစေးစီစဉ်နေရှိတယ်အများကြီးเนาะကျွန်တော်ဒီတစ်ခါကျွန်တော်ဘာလုပ်တယ်လဲဘာညာဩဘာကွေးစားလို့ကွန်ပျူတာသူရည်ရတယ်သူနဲ့ကျွန်တော်ဒီတစ်ခါမှပထမဆုံးဆုံမှုတာကျွန်တော်တို့ဒီ Vancouver နဲ့ Calgary လန်တော့မှာသူတို့လာကြိုတာပေါ့နော်ကောင်းစောဘောတို့နဲ့အတူတူလာကြိုတဲ့အကိုတွေပါနော်ဒီချင်းမျိုးသားတွေပဲသူရန်ခင်မိုးကောင်းတဲ့စကားပြောရင်တအေးအေးနဲ့သူ့ကိုကျွန်တော်နာမည်ပေးထားတယ်ကိုအေးတို့သူစကားတော့ပြောတာအေးရင်ပြောတာအဲ့တော့ကျွန်တော်ဒီတကကျွန်တော်ရဲ့ကဘာသားကိုကျွန်တော်မိတ်ဆက်ပြီးတော့ကျွန်တော်ဆိုချင်ပါတယ်ကဘာသားကဘာလဲဆိုတော့ဟိုဒီကအချစ်တစ်ချင်းလည်းမဟုတ်ဘူးကျွန်တော်တို့ကဘာမှာနေထိုင်တဲ့လူသားတွေမှာဟန်ဆောင်မှုတွေလည်းရှိတယ်လိမ်ညာမှုတွေလည်းရှိတယ်လူသားမှုတွေလည်းရှိတယ်လူသားတွေကအဲ့ဒီအမျိုးမျိုးသောဟာတွေနဲ့တယောက်နဲ့တယောက်ဟိုဆက်ဆံနေကြတယ်ပေါ့နော်အဲ့လိုပဲအချမ်းမြင်ယုံကြည်ရမှာပဲဘာဖြစ်လို့လဲဆိုတော့တချို့တွေကျွန်တော်တို့တွေဘာတွေစိုးနေရလဲဘာတွေပြောနေရလဲနားမလည်လို့ရှိတယ်ဒီကွင်းထဲမှာဘယ်လိုလဲဆိုတော့တရားလူတွေပေါ့ဒီယုံမလူတွေပေါ့နော်ဆိုလိုတာကျွန်တော်မြန်မာတွေကိုပြောလို့ပါဘူးနော်နားမလဲဒါပေမဲ့သူတို့တွေနဲ့ကျွန်တော်တို့ဆက်ဆံတဲ့အခါကျလို့ရှိရင်တစ်ခါလေပြည့်အောင်ပြည်လေအောင်ရည်ပြနှုတ်ဆက်ရတာရှိတယ်မိခြင်းမဲနဲ့ပြုံးပြနှုတ်ဆက်ရတာရှိတယ်နော်ဘာဖြစ်ကိုကိစ္စတစ်ခုအဆင်ပြေအောင်ပေါ့အဲ့ဒီဟာမျိုးလေးတွေကဟိုလူတယောက်နဲ့တယောက်ရဲ့နားလည်မှုချိတ်ဆက်တဲ့ကိစ္စမျိုးလေးပေါ့နော်ဒီဟာလေးတွေကိုအသုံးချပြီးတော့လူတွေတယောက်နဲ့တယောက်နဲ့ဆက်ဆံကြတယ်အမှန်တကယ်ဆိုလို့ရှိရင်ရိုးသားမှုနဲ့ရင်းခံပြီးတော့အားလုံးကဟိုဖြစ်နေတာပေါ့ဒါပေမဲ့ဒါကတော့ဒီကိစ္စတော့ဘယ်လိုနည်းနဲ့မှဖြစ်လာနိုင်ဟိုမှာမဟုတ်သေးပါဘူးဘာလို့လဲဆိုတော့လူတွေတယောက်နဲ့တယောက် language တွေလည်းမတူဘူးနားလည်မှုတွေလည်းမတူဘူးခံယူချက်တွေလည်းမတူဘူးဆိုတော့အဲ့ဒီသဘောတရားလေးကိုကျွန်တော်တကယ်ကြီးကျွန်တော်ညီလို့ခင်ရတဲ့ဒီဆိုလင်းလင်းရကျွန်တော်တို့ဆိုပြီးရည်ပြီးထားတဲ့ဒီချင်းလေးဖြစ်ပါတယ်ကဘာသားလို့မြင်ရပါတယ်ကျွန်တော်အကောင်းဆုံးလဲ NDP ကိုသူ့ဖို့ထည့်ကူးထားပါတယ်တကယ်ခွင့်လန်းကြုံနဲ့လမ်းကြုံနေဆိုလို့ရှိရင်ဟိုရှာပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့အဲ့ဒီချင်းလေးနဲ့ဖြောပြပေးချင်ပါတယ်ကျေးဇူးပါတယ်တွေ့သည်များမောင်လူတီပါနောက်ကမကြနိုင်ဘူးလေဒီတိုင်းပဲငါတွေ့ထားတယ်စိတ်များထိုင်ပြုံးငါအလုံးငါနှုတ်ဆက်မယ်ဘူတော်တို့ချင်လို့ငါတို့မျိုးစဆိုးတာတော်ကြီးတွေလေးကရှိုင်းတော်လို့ကSo don't be ready.
ည်တဲ့တိုင်းတွေမဲ့ယုံကြည်တဲ့တိုင်းရှိကိုရှိကိုရှောင်မဲ့မမမြာကမြာလို့တော့ယုံကြည်တဲ့တိုင်းတွေယုံကြည်တဲ့တိုင်းတွေမဲ့ယုံကြည်တဲ့တိုင်းရှိကိုရှိကိုရှောင်မဲ့မမမြာကမြာလို့တော့ယုံကြည်တဲ့တိုင်းတွေယုံကြည်တဲ့တိုင်းတွေမဲ့ကျွန်တော်တချင်းတွေကိုတီးခံပြီးတော့နားထောင်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ် Thank you thank you thank you အဲ့ဒါဒီလားဆိုလို့ရလား Okay ကိုကေဆိုဆွဲမယ်ဒါဒီစီးရတော့အသေးကွဲနေတယ်ကျွန်တော်အကိုရီညီတွေတော့ပေါ့နော်ကျွန်တော်တော့ဘယ်လိုသိလို့မရှိတော့ဘူး Thank
ရင်ဝင်တစ်ကိုတော့ကျွန်တော်ဘာဆက်ဆိုရမှမသိတော့ဆက်ဆိုရမှမသိတော့ဘူးဟေးဆက်မယ်ရှင်းရရင်ဘူးဆိုမယ်နော်ဘုရားတိတ်ကဇလန်တွေကြောင့်ဒီကစားချိန်မှာခုနဲ့ဝေးရထွက်သွားပြီလားစိတ်မှာခံစားအချင်းကိုမင်းနဲ့တွေ့မှသာတမိုးထားချင်တတ်တာယုံမှာကျုပ်ဆုံးတဲ့ချစ်ဝဲဘူးလားချစ်သူတော့ပါလို့ရှိခဲ့တာလည်းစဉ်းစားပါဘယ်လိုကမင်းလောင်မှမချစ်ခဲ့ပါညလေးချက်အလေးအောင်ရှိဟာမင်းပါ
ကျွန်တော်တို့တိတ်မကြတဲ့အချိန်မှာကျွန်တော်တို့ရဲ့ကျော်ရင်မှုအစီအစဉ်ပြီးဆုံးတော့မှာဖြစ်ပါတယ်เนาะဒါပြီးလို့ရှိရင်လည်းနေမဝင်သေးဘူးဆိုလို့ရှိရင်တခုသွားစားကြအောင်ဘာမင်းတို့ခေါ်ရမယ်ပြောပြတာမြစ်တောင်းမပါ 爸爸，我没有，爸爸，这是天，没得了没有？我都 ကျေးဇူးတင်တယ်เนาะကျွန်တော်အဲ့လိုမျိုး မြစ်တောင်းမြန်မြန်စီလာဖို့ကောင်း ဒီကုကကျွန်တော်နာမည်ယူဒီကုကရေးပြီးတော့ကျွန်တော်တို့စုံသင်းမှာတော့နွေနွေထွေးထွေးကြိုဆိုပေးရတဲ့အတွက်ကိုတို့မတော်ဒီလေးတို့ညီမလေးတို့ကိုကြီးတို့မိုင်းတို့အားလုံးเนาะဒီမှာဒီနေ့ကြီးမှာအားလုံးအစသာရာအဆင်ပြေပြီးတော့ကျန်းကျန်းမာမာနဲ့နေထိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါခင်ဗျာအထွေးငါအဲ့မှာခဏတော့ပြီ စိတ်နေလို့နေလိုက်မယ်လို့ပြောရတယ်ဆက်ပြီးပါ
ကျေးဇူးတင်ပါတယ်